This call is now being recorded. Okay, အတန်းစုနေလားမသိကျွန်တော်ဟော မစုပါအဆင်ပြေရောအလက်အစီမှာတော့အဆိုနော် ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့လေ့လာတော့မှာ gradient descent ပေါ့နော်gradient descent ကတော့သူကဒီ machine learning မှာတော်တော်အရေးကြီးရပေါ့နော်အရေးကြီးရပြီးတော့ဒီ deep learning model တို့တခြားဒီ complex ဖြစ်တဲ့ model မှာအသုံးများရပေါ့နော်ပို့ပြီးသုံးတဲ့ဒီ algorithm မျိုးစားပေါ့နော်သူကဒီ optimization algorithm လို့ခေါ်တယ်ပေါ့သူကအဓိကတော့ခုနကကျွန်တော်တို့ဒီ cost function ပဲပေါ့နော်ဒီ cost function ပဲဒီပို့ပြီးတော့နည်းနိုင်တယ်များနည်းအောင်ဒီ optimize လုပ်ရတဲ့ဒီ algorithm မျိုးစားပေါ့နော်အဲ့တော့သူ့မှာလည်းဒီ gradient descent မှာလည်းကျွန်တော်ဒီ cost function ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မတူတာကသူကဒီ gradient descent က linear regression အတွက်ဒီမှာကောက်ပေါ့နော်တခြားဒီ function တိုင်းကိုသူကသုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ cost function လို့ပြောတိုင်းကျွန်တော်တို့ဒီ square error တို့ဘာလို့မဟုတ်ဘူးပေါ့နော်အရင်ဘက်ကအမ Alice ပြောခဲ့သလိုပဲဒီ cost function ကတတ်မှတ်တယ်ကျွန်တော်တို့မှတ်လို့မရဘူးအဲ့တော့ကျွန်တော်ဒီ gradient descent မှာဆိုလဲသူကဒီ function တိုင်းမှာသူကသုံးတယ်ပေါ့နော်အဲ့တော့သူကျွန်တော်တို့အဓိကရွေးချက်ကဒီ cost function ကိုပဲminimize လုပ်ဖို့ပေါ့ minimize လုပ်ဖို့ကျွန်တော်တို့ဒီ parameter တွေဖြစ်တဲ့ဒီ w တို့ b တို့ကိုကျွန်တော်တို့ပြောင်းပြရပါတော့เนาะအဲ့တော့ကျွန်တော်ဒီမှာ gradient descent မှာဆိုရင်တော့ကျွန်တော်ဒီ parameter တွေကနှစ်ခုထပ်ပိုလာပြီပေါ့เนาะw1 w2 စသဖြင့်ကျွန်တော်တို့ကဒီ weight တွေကိုကျွန်တော်တို့ကပြောင်းပြရပါတော့เนาะဒီလိုမျိုး optimize လုပ်တဲ့အနေနဲ့ဘယ် weight ကပို့ပြီးတော့ဒီ cost function ကိုနည်းစေလဲစသဖြင့်ကျွန်တော်တို့ကဒီ parameter တွေကနှစ်ခုထပ်ပိုလာပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ w တို့ b တို့ကိုကျွန်တော်တန်ဖိုးပေးရတယ်ပေါ့နော်ကိုကြိုက်သလိုဒီ initial တန်ဖိုးပေးရတယ်အဲ့တော့ကျွန်တော်တို့0ထားလဲကိစ္စမရှိဘူးပေါ့နော်အဲ့တော့ w0 ထားလို့လည်းရတယ်အဲ့တော့ကျွန်တော်တို့အဓိကရွေးချက်ကတော့ဒီမျိုးဒီ cost function ကိုreduce လုပ်တာပေါ့နော်ကျွန်တော်ကဘယ်ထိလုပ်မလဲဆိုရင် minimal ထိပေါ့နော်တော့ကျွန်တော်တို့ဒီအနည်းဆုံးတန်ဖိုးရအောင်ထိကျွန်တော်တို့ကဒီ w တို့ b တို့ကိုကျွန်တော်တို့ကပြောင်းလဲပေးရတာပေါ့နော်ကျွန်တော်တို့အဓိကရွေးချက်ကအဲ့ဒါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော် linear regression မှာတော့ကျွန်တော်တို့ကဒီ cost function ကဒီလို bool check လေးပဲပေါ့နော် bool check ဆိုတာတော့ကျွန်တော်တို့ကသူ့မှာ minimal ကတစ်ခုပဲရှိတယ်ပေါ့နော်global minimal လို့လည်းခေါ်တယ်သူ့မှာဒီ minimal point ကတစ်ခုပဲရှိတယ်ဒါပေမဲ့ဒီ gradient descent ဘက်မှာဆိုတော့သူက minimum ကတစ်ခုတည်းပို့ပြီးတော့ကျွန်တော်တို့ကရှိနိုင်တယ်ပေါ့နော်အဲ့ဒါကဘာပြောရလဲဆိုတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒါလေးကကျွန်တော်တို့က 3D ပုံစံမျိုးပေါ့နော်ဒီဘက်မှာ w တွေရှိရယ်ဒီဘက်မှာ b ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာလည်းပြောထားတယ်ပေါ့နော်ဒီကsquare error မဟုတ်ဘူးသူက linear regression ကိုပဲရည်ရွယ်တာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီ function တိုင်းကိုရည်ရွယ်တဲ့အမျိုးအစားပေါ့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ဒီ height က g ပေါ့เนาะဒါကြီးကတော့ cost function ပေါ့အဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးimagine လုပ်လို့ရလဲဆိုရင်ကျွန်တော်လူတစ်ယောက်ပေါ့เนาะဒီကျွန်တော်တို့ဒီတောင်ကုန်းလေးပေါ်မှာဒီလူတစ်ယောက်ကဒီတောင်အောက်ကိုဆင်းနေတာပေါ့ဒီလိုတောင်အောက်ကိုဆင်းဖို့သူကဘယ်လိုနီးလန်းနဲ့မြန်နဲ့ပေါ့နော်ဘယ်လိုမြန်ဆင်းလို့ရမလဲပြီးတော့ဘယ်လိုအဆင်ပြေဆင်းလို့ရမလဲဆိုတော့သူကသူ optimize လုပ်ရတာပေါ့နော်ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်စဉ်းစားလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလဲပထမဆုံးလူကသူကဒီဘက်ကဒီတောင်အောက်ကဒီကနေဆင်းနေရတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးဒီအောက်ကိုဆင်းနေရတယ်အဲ့တော့ကျွန်တော်ဒီလို starting point ရွေးရတာပေါ့ကျွန်တော်ဘယ်ကနေဆင်းလဲဒီဘက်ကဆင်းမလားဒီဘက်ကဆင်းမလားအကဲကျွန်တော်ဒီဘက်ကဆင်းမယ်ပဲထားပါတော့အဲ့တော့သူကဒီမှာ starting point ကျွန်တော်တို့စပြီးရွေးလိုက်ပြီပေါ့နော်အဲ့လိုရွေးပြီးဝင်ကျွန်တော်တို့ကဒီနောက်တစ်ဆင့်ကိုကျွန်တော်ဆက်ဆင်းဖို့အတွက်သူကပြန်ပြီးစဉ်းစားရပေါ့နော်ကိုယ့်ဘောက်ပြန်မေးရတယ်ကိုယ့်ဘောက်ဒီ360ဒီကလှည့်ပြီးတော့ဘယ်လမ်းကိုကျွန်တော်တို့ထပ်ရွေးမလဲပေါ့နော်optimize လုပ်ရတဲ့ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်ဒီမှာ360ဒီကလှည့်တယ်ပြီးတော့သူစဉ်းစားရပေါ့ဘယ်လမ်းကိုရွေးမလဲဆိုရင်အကဲဒီ step ကိုထပ်ရွေးရဆိုပါစို့တော့ဒီအထိကျွန်တော်တို့sorry ဒီထိကျွန်တော်ဆင်းလိုက်ပေါ့နော်
အဲ့လိုကျွန်တော်တို့ကဒီတလန်းရွေးပြီးရင်ကျွန်တော်တို့1060ဒီဂရီလှည့်ပြီးတော့စဉ်းစားတယ်ဘယ်လန်းကကိုတော့ဒီတောင်အောက်ကိုမြန်ရှောက်မလဲပေါ့အဲ့လိုမျိုးစဉ်းစားရင်းနဲ့ကျွန်တော်တို့ကနောက်ဆုံးဒီတောင်အောက်ပေါ့နော်minimal ပေါ့တနည်းအားဖြင့်ဒီ cost function ကျွန်တော်တို့အနည်းဆုံး point ပေါ့နော်အဲ့တော့သူကဒီလိုမျိုးအဲ့လိုစဉ်းစားရင် optimize လုပ်ရင်းနဲ့ကျွန်တော်ဒီ minimal point တွေကိုကျွန်တော်ရှောက်သွားတယ်ပေါ့အဲ့တော့ခုနပြောခဲ့သလိုပဲကျွန်တော်တို့က minimal ကတစ်ခုတည်းပို့ပြီးရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနေကျွန်တော်မသွားချင်ဘူးပေါ့နော်တကယ်ကြီးကျွန်တော်တို့ကဒီဘက်တောင်အောက်ကိုဆင်းမယ်ပေါ့အဲ့လိုတောင်ကိုဆင်းမယ်ဆိုရင်ခုနလိုပဲကျွန်တော်1060ဒီဂရီလှည့်ပြီးစဉ်းစားရတယ်အဲ့တော့ဒီ starting point ရွှေ့တယ် starting point ကဒီဘက်ကိုရွှေ့မယ်ဆိုရင်တော့ဒီကနေစမယ်ပေါ့အဲ့တော့ဒီကနေစပြီးတော့ခုနလိုပဲသူဆင်းပြီးရင်1060ဒီဂရီလှည့်ပြီးစဉ်းစားရတယ်အဲ့လို optimize လုပ်ရင်းနဲ့ခုနလိုပဲသူဒီ minimize ပေါ့နော်ဒီ cost function အနည်းဆုံးကိုသူထပ်ပြီးတော့ရှောက်သွားတယ်ပေါ့အဲ့တော့ပြောချင်တာတော့ဒါတွေကိုဆိုရင်တို့ local minima လို့ခေါ်ပါတော့ minimal point ကဒီတစ်ခုထပ်ပို့ပြီးတော့ရှိနိုင်တယ်ပြီးတော့ဒါတွေဆိုဒီဟာဆိုရင်ကျွန်တော်တို့ပထမဆုံးရွေးတဲ့ဟာမို့လို့first minimum လို့လည်းခေါ်ရပါတော့ဒါဆိုရင်second minimum ပေါ့အဲ့တော့ကျွန်တော်တို့ကဒီ first minimal ကိုရွေးမယ်ဆိုရင်ကျွန်တော်တို့ဒီsecond minimal point ကိုမရောက်နိုင်ဘူးပေါ့နော်အဲ့လိုပဲသူကဒီ second minimal ကိုဒီဒုတိယလမ်းကြောင်းရွေးမယ်ဆိုရင်လည်းဒီ first minimal ဒီ point ကိုကျွန်တော်မရောက်နိုင်ဘူးအဲ့လေး concept ပေါ့နော်ဒီကတော့ကျွန်တော်တို့က minimal point ကတစ်ခုထပ်ပို့ပြီးရှိနိုင်တယ်ပေါ့နော်ဒီ gradient descent မှာဆိုတော့အဲ့တော့ကျွန်တော်တို့ gradient descent algorithm လေးတစ်ချက်သွားမယ်ပေါ့နော်အဲ့လိုဒါတွေမသွားခင်မှာကျွန်တော်ဒီဟာလေးတစ်ချက်ပြောချင်တယ်ပေါ့နော်ကျွန်တော်တို့များတော့အဖြစ်ကျွန်တော်တို့ဒီတင်ချာမှာဆိုရင်တော့ဒီ equal ကိုကျွန်တော်တူတယ်ဆိုပြီးတော့ကျွန်တော်နားလည်ကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီတခြားတော့ဒီ programming languages တွေမှာပြီးတော့ code တွေဘက်မှာဆိုရင်တော့ဒီလိုမျိုး equal တစ်ခုတော့ကျွန်တော်တို့ကတူတယ်လို့တော့မပြောဘူးပေါ့နော်သူကဒီမှာဆိုရင် assign လုပ်တယ်လို့ခေါ်တယ်ပေါ့နော် assignment ပေါ့ဒီမှာဆိုရင် a equal c ဆိုတာ a နဲ့ c နဲ့တူတာကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီ c ရဲ့ value ပေါ့နော် c ရဲ့တန်ဖိုးကို a ထဲထည့်တာပေါ့တကယ် c ရတာ4ဆိုရင် a ရ4ပေါ့နော် c ရ5ဆိုရင် a ရ5ဒီဟာကိုကြည့်ရင်ပိုပြီးနားလဲပေါ့နော်ဒီမှာဆိုရင် a equal a plus 1ဆိုတာဒီတင်ချာနီးနဲ့မဖြစ်နိုင်ဘူးပေါ့နော် a ကဒီ a plus 1နဲ့တူတယ်ဆိုတာဘယ်လိုမှတင်ချာနဲ့ကြည့်မယ်ဆိုမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီ equal ဆိုတာတူတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူး equal ကဒီ assign တန်ဖိုးပေါ့နော်အဲ့တော့ကျွန်တော်ဒီ a plus 1ပေါ့နော်ဒီ a နဲ့1နဲ့ပေါင်းထားတဲ့တန်ဖိုးကိုဒီ a ထဲထည့်တာပေါ့နော်အဲ့တော့ဒီ assign လုပ်တဲ့ပုံစံမျိုးလို့ကျွန်တော်တို့မြင်လို့ရတယ်ပေါ့နော်ဒီ equal ကိုအဲ့တော့ဒီမှာလည်းပြထားရပါတော့ဒီကျွန်တော်တို့ programming မှာတော့ဒီတူတယ်ဆိုရင်တော့ဒီ equal လို့ပဲရှိရပါတော့ equal တစ်ခုတည်းဆိုရင်တော့ကျွန်တော်တို့ assignment လုပ်တယ်လို့ခေါ်ရပေါ့ဒီ a+1 ဒီတန်ဖိုးဆိုရင်ဒီ a ထဲကိုထည့်တဲ့ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီကတန်ဖိုးတစ်ခုလုံးကျွန်တော် w ထဲထည့်ရပါတော့ကျွန်တော်တို့ခုနပြောခဲ့သလိုပဲကျွန်တော်တို့ဒီ w တို့ b တို့ကျွန်တော် update လုပ်နေရတာပေါ့နော်ဒီ cost function အနည်းဆုံးရဖို့အတွက်ဒီ w တန်ဖိုးတွေကိုကျွန်တော်တို့ update လုပ်ရတဲ့ပုံစံပေါ့အဲ့လို update လုပ်ရတဲ့မှာကျွန်တော်တို့ဒီတွက်ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုတွက်လဲဆိုရင်သူကဒီမှာဆိုရင် w minus ဒါဆို alpha လို့ခေါ်တယ်ပေါ့နော်ဒါတော့ကျွန်တော်နောက်မှပြောမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါက derivative လို့ခေါ်တယ် derivative ကကျွန်တော်ဒီ calculus တို့ဘာလို့ပါပေါ့နော်ဒီက terms တွေနဲ့ခဏထားမယ်ပေါ့နော်ဒီကဆိုရင်ဒါ cost function ပေါ့ပြောချင်တာတော့ကျွန်တော်ဒီလိုမျိုးတွက်ပြီးတော့ကျွန်တော်ရဲ့ဒီ w ကိုassign လုပ်တာပေါ့နော် weight တွေကိုကျွန်တော် update လုပ်တဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် alpha ပေါ့နော်alpha ဆိုတော့ကျွန်တော်တို့learning rate လို့ခေါ်ရပေါ့learning rate ကတော့ကျွန်တော်တို့မြန်မာလိုပြောရရင်ဆိုရင်သူကဒီကိုယ့်ရဲ့ဒီတင်ယူတဲ့နှုန်းပေါ့နော်ခုနကတောင်အောက်ဆင်းတဲ့ပုံစံမျိုးဆိုလဲလူကဒီတောင်အောက်ကိုတဆင်းချင်းဆင်းနေပေါ့နော်အဲ့လိုသူကဒီ ascent တွေမှာသူကဘလောက်အကွာအဝေးနဲ့ဆင်းမလဲစသဖြင့်ဒီလို rate ကိုပေါ့နော်တော့ဒီ learning rate လို့ကျွန်တော်တို့မြင်ကြည့်လို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်လည်းဒီမှာဆို learning rate ဆိုတာကကျွန်တော်တို့positive number ပေါ့နော်သူကအပေါင်းတန်ဖိုးပဲရှိတယ်သူကအပေါင်းတန်ဖိုးမှာနည်းနည်းပဲရှိတယ်ပေါ့နော်ဒီ0နဲ့1ကြားပဲရှိတယ်သူမှာ2တွေ3တွေမရှိဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင် 0.01 0.001 သူကအဲ့လိုတန်ဖိုးပဲဒီအနည်းပေါ့နော် positive number ပဲရှိရပေါ့learning rate ကအဲ့တော့ learning rate ကခုနပြောမယ်ဆိုရင်ကျွန်တော်တို့က learning rate တွေကိုကိုယ့်ဘာကိုသတ်မှတ်ပေးလို့ရတယ်ပေါ့အဲ့မှာဆိုရင်ကျွန်တော် learning rate ဒီ alpha ကပါနော်
အရန်သေးမယ်ဆိုရင်ခုနဒီတောင်းအောင်ဆင်းတဲ့ပုံစံမျိုးပဲသူကတောင်းအောင်ဆင်းမဲ့ဆိုရင်ဒီသူ့ရဲ့ stat လေးကတိတိလေးပဲကျွန်တော်တွားမယ်ပေါ့နော်ဒီ small baby stat လေးပဲတွားမယ်အကြိဒါကျွန်တော်တို့ဒီ alpha ပေါ့နော် learning rate ကဒါအများကြီးကျွန်တော်တို့ပေးထားခဲ့မယ်ဆိုရင်သူဆင်းတဲ့ခါကျရင်လည်းသူ့ရဲ့ step တွေကအကြီးကြီးတယ်ပေါ့နော်အကွာဝေးအများကြီးတွေနဲ့သူတို့တွားမှာပေါ့နော်အဲ့လိုမျိုး learning rate ကတော့ဒီလိုမျိုးနားလည်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ learning rate ပြီးသွားရင်ဒီ derivative လေးနဲ့ကြည့်မယ်ပေါ့နော်derivative ကကျွန်တော်တို့ဒီ calculus မှာပါတယ်ပေါ့နော်သူကdifferentiate လုပ်ရတဲ့ဒီ function တွေပုံစံမျိုးပေါ့ဒီဟာတွေအခုနားမလည်သေးတဲ့ကိစ္စမရှိသေးဘူးပေါ့နော်ကျွန်တော်တို့ဒီ derivative က tangent လို့ဘာလို့ဆွဲတဲ့ဘက်မှာတုံးတာပေါ့ဒီဟာဒီ derivative လို့ခဏတည်ထားရပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်အဲ့လိုw equal ပေါ့နော်ကျွန်တော်ဒီ equal လို့ပဲချက်ခေါ်မယ်ပေါ့အဲ့တော့ပြီးရင် w minus alpha ဒါ derivative ပေါ့နော် derivative w ပေါ့နော်သူကဒီ w ဆိုတော့ဒီ w ကိုယူတယ်ပြီးတော့ဒီမှာဆိုရင်ဒါ cos function ပေါ့နော် cos function ကခုန square error တို့ပြောတာမဟုတ်ဘူးသူကဒီရှေ့ဘူးကအဖြစ်မဲ့ဒီ cos function လို့သုံးတာပေါ့နော်သူရဲ့ gradient descent ကဒီ model တွေအားလုံးမှာသုံးတာဖြစ်တဲ့အတွက်ကျွန်တော်တခုတည်းတသက်မှတ်ယူလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုတွက်ပြီးတော့ကျွန်တော်ဒီ w ကို update လုပ်ရတာပေါ့နော်အဲ့တော့ခုနဒီ b မှာလဲလို့ပဲသူကupdate လုပ်ရတယ်ပေါ့နော်ဒီလိုပဲ b ဆိုလဲ b minus alpha ပြီးရင်ဒါ derivative ပေါ့နော် derivative မှာဆိုရင်b ဆိုတော့ b ဖြစ်သွားတယ်ပြီးတော့ဒါ cos function ပေါ့နော်အဲ့လိုပဲကျွန်တော်တို့က w တွေ b တွေကို update လုပ်ရပါတော့အဲ့လို update လုပ်ပြီးတော့ကျွန်တော်တို့ကဒီ cos function ကို minimal ရအောင်တွားတာပေါ့နော်ခုနဒီတောင်းအောင်ဆင်းတဲ့ဥပမာပုံစံမျိုးပဲအဲ့တော့ကျွန်တော်တို့ဒီ w နဲ့ b ကိုupdate လုပ်ရတဲ့ခါမှာလဲကျွန်တော်တို့ကဒီတပြိုင်နက်တည်းလုပ်ရတယ်ပေါ့နော်တစ်ခုပြီးမှတစ်ခုလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီကမှန်တဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီတပြိုင်နက်တည်းလုပ်ရတဲ့ပုံစံပေါ့အဲ့တော့တပြိုင်နက်တည်းလုပ်ရတာဘာလဲဆိုရင်ဥပမာကျွန်တော်တို့ကဒီ w ပေါ့နော်ဒါ temporary w ပေါ့နော်ဒီယာယီ w လေးပေါ့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီခုနequation နဲ့တွက်တယ်ပေါ့နော် w minus alpha derivative ဒီဟာနဲ့တွက်တယ်တွက်ပြီးတော့ကျွန်တော်ကဒီရတဲ့ဒီတန်ဖိုးမှာကျွန်တော်ကဒီ w ကိုကျွန်တော် update လုပ်လိုက်တယ်ပေါ့နော်update လုပ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီ temporary b မှာလည်းအဲ့လိုပဲd minus ဒီဟာတော့တယ်ပြီးတော့ကျွန်တော်ဒီ w ကိုကျွန်တော်ဒီ update လုပ်ပြီးတဲ့ w ကိုမရှိဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီမူလဒီ w လေးကိုပဲကျွန်တော်တို့ကပြန်ယူရဲပေါ့နော်အဲ့တော့ကျွန်တော်ကဒီ simultaneous လို့ခေါ်တာပေါ့ဒီတပြိုင်နက်တည်းလုပ်တာပေါ့ဒီတစ်ခုမှတစ်ခုမဟုတ်ဘဲနဲ့သူ့ရဲ့ဒီမူလ w ကိုပဲပြန်ပြီးတော့သုံးတာပေါ့နော်အဲ့လိုပဲသူကဒီ b ကိုလည်းခုနဒီ w ကိုပဲပြန်ယူပြီးတော့သုံးတယ်ပြီးတော့ b ကိုဒီ temporary b တွေကိုထည့်တယ်ပြီးတော့မှကျွန်တော်တို့နောက်ဆုံးဒီ w တွေကိုထည့်တာပေါ့နော်ကိုလိုချင်တဲ့ဒီ local minimum ရောက်တဲ့ဒီ w နောက်ဆုံး w တွေကိုမှခုနဒီ temporary b ထည့်တယ်ပြီးတော့အဲ့လိုပဲ b ကိုဟိုနောက်ဆုံးပေါ့နော်နောက်ဆုံး b ကိုမှခုနဒီ temporary b ရဲ့ဟာကိုကျွန်တော် b ကိုပြန်ပြီး update လုပ်ပေးတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်ဒီမူလ w ကိုပဲကျွန်တော်တို့ b update လုပ်တဲ့ခါကျရင်ပြန်သုံးတယ်ပေါ့နော်အဲ့တော့ဒီ temporary w ကို update လုပ်ပြီးတော့ w ကိုယူမသုံးမဲ့ဒီလိုမျိုးတစ်ပြိုင်နက်တည်းလောက်ရမယ့်ပုံစံဖြစ်ပါတယ်ဒါမှကျွန်တော်တို့အမှန်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမှားကတော့ဒီလိုမျိုးပေါ့နော်ခုနဒီ temporary w ဒီလိုမျိုးတွက်တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီw ပေါ့နော်ဒီ temporary w မှာဒီ w update လုပ်လိုက်တဲ့ပုံစံမျိုးပေါ့ဒီဟာ update လုပ်လိုက်တယ်အဲ့ဒီ update လုပ်လိုက်တဲ့ w ကိုသူကယူသုံးတဲ့ပုံစံပေါ့နော်တနည်းအားဖြင့်ဒီ temporary w ကိုယူသုံးတာပေါ့ကျွန်တော်တို့ကအဲ့လိုယူမသုံးရဘူးပေါ့နော် original w ဆိုရင်ဒီ original w ကိုပဲယူသုံးရတယ်ဒီမှာဆိုရင်သူကဒီ w ကို update ဒီတစ်ဆင့်ပြီးမှတစ်ဆင့်လုပ်တယ်လို့ဖြစ်နေတာပေါ့နော်သူကဒီနီလန်းကမှားတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပဲဒီတပြိုင်နက်တည်း w နဲ့ b ကို update လုပ်ပြီးတော့တွက်မှာကျွန်တော်တို့မှန်မှာပေါ့နော်အဲ့ဒီမှာဆိုရင်ဒါကတော့ခုနတစ်ခုကိုပြန်ပြောရမှာနော် gradient descent algorithm မှာဆိုရင်w ကို update လုပ်တဲ့ပုံစံကခုနဒီ w minus alpha ပေါ့နော်ဒါ derivative ပေါ့နော်သူ့ကိုd လို့လည်းရေးလို့ရပါတော့ဒါ sigma ဆိုရင်မဲ့ဒါ derivative လို့ပဲမြင်ရတယ်ပေါ့အဲ့တော့ derivative w ဒါ cos function ပေါ့နော် d လည်းအဲ့လိုပဲဒါကို learning rate လို့ခေါ်ပါတယ်အဲ့တော့
အဲ့တော့ကျွန်တော်တို့ပို့ပြီးမြင်အောင်ပေါ့နော်ကျွန်တော်တို့ဒီ linear regression မှာတော့ဘယ်လိုပဲကျွန်တော် b လေးကိုကျွန်တော်တစ်ချက်ဖြောက်ကြည့်မှာပေါ့နော်အဲ့တော့b တန်ဖို့ကျွန်တော်တို့ထက်တိတ်မတွက်တော့ဘူးပေါ့နော်အဲ့တော့ဒီ g of w ရှိမယ် w equal to w minus alpha ဒီ derivative w ပေါ့နော်ဒီမှာဆိုကျွန်တော် parameter b လေးတစ်ချက်ဖြောက်ကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ cost function ကိုminimize တစ်ချက်လုပ်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင် b မပါတော့ဘူးနော်အဲ့တော့ကျွန်တော် b ဖြောက်ရတာခုနဆိုရင် b ဆိုရင်ကျွန်တော် 3D ပုံစံရင်းနဲ့ဆိုရင်နည်းနည်းရှုပ်နေမှာဆိုလို့เนาะအဲ့တော့ကျွန်တော်ဒီ 2D ပုံစံလေးနဲ့ပဲတစ်ချက်ကြည့်ကြည့်ပါမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ w တန်ဖိုးကိုဒီနားလောက်ထားကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကတော့ဒီ cost function ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ w ထားမယ်ဆိုရင်ဒီမှာကျွန်တော်တို့ဟိုဒီ cost function ဒီလောက်ရှိမှာပေါ့เนาะအဲ့တော့မှာကျွန်တော်တို့ကဒီ local minimum ပေါ့เนาะဒီ minimum ထိရအောင်ကျွန်တော်တို့minimize လုပ်ရမှာပေါ့အဲ့တော့ဒီမှာချက်ကြည့်မယ်ဆိုရင်w equal to w minus alpha derivative cost function ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ derivative ကဘာမှသုံးလဲပေါ့နော်အဲ့တော့ derivative ဆိုတာကျွန်တော်တို့ဒီtangent line ဆွဲဖို့တော့ပေါ့နော်ကျွန်တော်ဆက်လုပ်ရှာတဲ့ပုံစံပေါ့အဲ့တော့ tangent ဆိုတာတော့ကျွန်တော်ရဲ့ဒီ win ထိမြင်လို့ခေါ်တာပေါ့နော်ဒီအမှတ်လေးကိုကျွန်တော်တို့ကထိပြီးတော့เนาะဖြတ်ပြီးတော့ကျွန်တော်တို့ဆွဲလိုက်တယ်ပေါ့နော်ဒီ win လေးကိုထိပြီးတော့အဲ့အနေမှာတစ်ဆင့်ကျွန်တော်တို့ကဒီ3ကန်လေးဆွဲလိုက်တဲ့ပုံစံမျိုးပေါ့နော်3ကန်လေးဆွဲပြီးတော့ကျွန်တော်တို့ဒီစလုတ်ရှာတာပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ဒီ tangent line ကပေါ့နော်ဒီ upward အနေထားပေါ့နော်ဒီအပေါ်ပဲသူကထောင်တက်နေတယ်ပြီးတော့သူကညာဘက်မှာပဲရှိနေတယ်ပေါ့နော်အဲ့လိုညာဘက်မှာရှိတဲ့တော့ကျွန်တော်တို့ကဒါကိုသူ့ရဲ့ဒီစလုတ်တန်ကိုကျွန်တော်တို့ plus ဆိုပြီးတော့ဒီ positive number ဆိုပြီးမြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒီတန်ဖိုးကကျွန်တော်တို့အပေါင်းတန်ဖိုးပေါ့နော်အဲ့တော့ဒီအပေါင်းတန်ဖိုးကနေကျွန်တော်တို့ဒီ alpha ကိုမြှောက်တယ်ပေါ့ alpha ဆိုတာကျွန်တော်တို့ခဏအကြီးမဟုတ်ဘူးပေါ့နော်ခုနပြောခဲ့တဲ့လိုပဲသူက 0.1 လို့ 0.01 လို့အဲ့လောက်ပဲရှိတယ်ပေါ့နော်အဲ့တော့ဒီအပေါင်း number positive number နဲ့ဒီဟာနဲ့မြှောက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကအပေါင်းပဲထွက်မှာပေါ့နော်ဒါနဲ့မြှောက်ရင်အပေါင်းပဲအဲ့ဒီအပေါင်းမှာကျွန်တော်တို့ကဒီ original weight ပေါ့နော်ဒီ weight လေးပေါ့ဒီ weight လေးကနေကျွန်တော်ကနှုတ်လိုက်တယ်နှုတ်ပြီးတော့မှကျွန်တော်ဒီ w ကိုဒါကြောင့် w new ပေါ့နော် w weight အသစ်ကိုကျွန်တော်ကဒီဟာကို update လုပ်ပေးရတဲ့ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်ဒီမျိုးလောက်လိုက်တာကျွန်တော်ဒီ w ကိုပုံပြီးနဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအပေါင်းဆိုရင်အပေါင်းနဲ့မြောက်တော့အပေါင်းပြီးမှ w ကနေပြီးတော့ကျွန်တော်ရှိပြီးတော့ w ကနေနှုတ်လိုက်တဲ့တော့ဒီ w တန်ဖိုးကရော့သွားတဲ့ပုံစံလို့ကျွန်တော်တို့နားလည်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် w တန်ဖိုးကနဲသွားတဲ့တော့ကျွန်တော်ဒီဘက်ကိုသွားမှာပေါ့နော်ပို့ပြီးတော့နေရောဒီဘက်ကပို့နေတဲ့တော့ဒီဘက်ကိုသွားမှာပေါ့အဲ့တော့ကျွန်တော်ဒီနားလေးပဲရောက်တယ်ထားပါတော့ပေါ့နော်အဲ့တော့ဒီနားဆိုရင်ကျွန်တော်တို့ဒီ cost function ကဒီနားလောက်ဖြစ်မှာပေါ့နော်ဒီနားလောက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ cost တန်ဖိုးတစ်ဖြည်းနဲသွားတော့ကျွန်တော်တွေ့ရမှာပေါ့အဲ့တော့ခုနဒီနားကနေကျွန်တော်တို့ဒီနားကိုရောက်သွားတယ်ပေါ့နော်ဒီ weight ကိုကျွန်တော်တို့ update လုပ်လိုက်တဲ့တော့ဒီ cost function ကလည်းနေသွားရဲဆိုတာကျွန်တော်တို့တွေ့ရမှာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကအဓိကဒီ weight တွေကို update လုပ်ပေးရတဲ့ရည်ရွယ်ချက်ကဒီရဲ့ local minimum ပေါ့နော်ဒီ cost function အနည်းဆုံးရတဲ့အထိကိုကျွန်တော်တို့ကသွားချင်လို့အဲ့လိုလုပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပဲကျွန်တော်ခုနကဒီmodel ကို weight ကို update လုပ်တယ်လုပ်ပြီးသွားရင်ဒီထိရောက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခါကျွန်တော်တို့က weight ကိုခုနနီးအတိုင်းပဲပြန်ပြီးတော့နှုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနားထိကျွန်တော်တို့ရောက်နိုင်တယ်ပေါ့နော်ဒီ local minimum ထိရောက်နိုင်တယ်အချိန်ကြာရင်ကျွန်တော်တို့ကဒီ cost function ကို reduce လုပ်တဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ဒုတိယဥပမာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ weight ကိုကျွန်တော်တို့ဒီနားလောက်ထားကြည့်မယ်ပေါ့နော်အဲ့လိုထားကြည့်တဲ့အခါကျရင်လည်းကျွန်တော်တို့ကဒီ cost function မှာဒီနားလောက်ကျွန်တော်တို့ cost function ရှိမှာပေါ့နော်အဲ့နဲ့တစ်စင်ကျွန်တော်တို့ခုနလိုပဲweight တွေကိုကျွန်တော် update လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ w equal to ပေါ့နော် w minus alpha ပြီးတော့ဒီ derivative ရှိမှာပေါ့နော်အဲ့လိုကျွန်တော် derivative ကိုခုနအတိုင်းပဲကျွန်တော်တို့ tangent line ဆွဲလိုက်မယ်ပေါ့နော်ဒီအမှတ်လေးကိုဖြတ်ပြီးတော့ tangent line တစ်ခုဆွဲလိုက်မယ်ဆွဲပြီးတော့ကျွန်တော်တို့slope ရှာမယ်ပေါ့နော်ကျွန်တော်ဒီ3ကန်လေးဆွဲပြီးတော့ slope ရှာမယ်အဲ့တော့ကျွန်တော်ဒီဘယ်ဘက်မှာဖြစ်တဲ့တော့ပေါ့နော်ပြီးတော့ဒီ tangent line ရတယ်သူက downward အနေထားပြီးတော့ဒီမှာဆိုရင်ကျွန်တော် -2 ပေါ့နော်ဒီဘက်က-2 ပြီးတော့ဒီမှာဆိုရင်1ပေါ့
အဲ့တော့ကျွန်တော်ဒီ slope တန်ဖိုးကဒီမှာဆိုရင်ကျွန်တော် negative slope ဖြစ်နေတာကျွန်တော်တွေ့နေရတယ်ပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်ခုနဒီ derivative တန်ဖိုးကြီးကကျွန်တော်တို့က0ထက်ငယ်မယ်ပေါ့နော် minus ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီ derivative နဲ့ cost function တန်ဖိုးကဒါဆို negative number ကျွန်တော်တို့ရနေပြီပေါ့နော်ဒါကြီးအနှုတ်ကြီးပေါ့အဲ့တော့အနှုတ်နဲ့ကျွန်တော်ဒီ alpha နဲ့မြှောက်မယ်ဆိုရင်အနှုတ်ရမှာပေါ့နော် minus ရမယ်အဲ့တော့ minus နဲ့ဒီ minus နဲ့ဆိုရင်ကျွန်တော်တို့ plus ပေါ့နော်အဲ့တော့ plus ဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့က w plus d ကတန်ဖိုးရိုးနဲ့ပေါင်းတာဖြစ်သွားတဲ့ပုံစံပေါ့နော်အဲ့တော့ w တန်ဖိုးကကျွန်တော်တို့ကပိုပြီးများသွားမဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ဒီကနေကျွန်တော်ကြည့်လို့ရတယ်အဲ့တော့ခုနလိုပဲဒီမှာအနှုတ်ကနေမှဒီကောင်နဲ့မြှောက်တော့အနှုတ်ဖြစ်တယ်အနှုတ်နဲ့မြှောက်တော့အပေါင်းအဲ့တော့ w တန်ဖိုးကကျွန်တော်တို့များသွားတာပေါ့နော်အဲ့တော့ဒီ w ရဲ့တန်ဖိုးကများသွားတဲ့အတွက်ကျွန်တော်ဒီဘက်ကိုရွှေ့သွားမှာပေါ့နော်အဲ့လိုရွှေ့ပြီးတော့ကျွန်တော်တို့ကဒီဘက်မှာ w ကဒီနားလောက်ဖြစ်သွားတဲ့ခါကျရင် cost function ကဒီနားလောက်ပေါ့နော်အဲ့လိုပဲဒီကောင်ကလည်းလိုပဲ w ကို update ပြန်လုပ်ရင်ကျွန်တော်တို့နောက်ဆုံးကျွန်တော်ဒီ minimal point ဖြစ်တဲ့ဒီလို local minimal ကိုကျွန်တော်တို့ရောက်နိုင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဒီ w ရဲ့ကျွန်တော်တို့ model weight တွေကို update လုပ်လိုက်တဲ့အခါကျရင်ကျွန်တော်တို့လိုချင်တဲ့ဒီ minimal point ကိုကျွန်တော်တို့ကရောက်နိုင်တယ်ပေါ့နော်ဘယ်လိုပဲ w ကိုဒီမှာပဲထားကျွန်တော်တို့ဒီလိုမျိုး update လုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ဒီ UHF ဖြစ်တဲ့ဒီ local minimal point ကိုကျွန်တော်တို့ရောက်နိုင်တယ်ဆိုတာလေတစ်ချက်ဒီ concept လေးပေါ့နော်အဲ့တော့နောက်တစ်ခုက learning rate ပေါ့အဲ့တော့ဒီထိလေးပေါ့နော်နည်းနည်း question လေးတွေများရှိလားဗျတော့မေးစရာလေးမရှိကျွန်တော်နည်းနည်းဆက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ learning rate နည်းနည်းတော့ကျွန်တော်ဆက်ပြောမှာဖြစ်ပါတယ်အဲ့တော့ခုန learning rate ပေါ့နော်ဒီ alpha တန်ဖိုးလေးပေါ့အဲ့တော့ကျွန်တော်တို့ကဒီ learning rate ကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ကိုပေါ့သတ်မှတ်လို့ရတယ်အဲ့လိုသတ်မှတ်တဲ့ခါကျရင်ကျွန်တော်ကနည်းနည်းစဉ်းစားပေါ့အကယ်၍ဒါကျွန်တော် learning rate ကိုကျွန်တော်ကနည်းနည်းလေးပဲပေါ့နော်တန်ဖိုးနည်းနည်းလေးပဲသတ်မှတ်တဲ့ခါကျရင်ဒီမှာဆိုရင်ချက်ကြည့်မယ်ဆိုရင် cost function ကဒီနားလောက်ပေါ့နော်အဲ့လိုကျွန်တော်တို့က alpha တန်ဖိုးကအရန်နည်းနေတဲ့ခါကျရင်သူ့ရဲ့ဒီတွားတဲ့ rate ကပေါ့ rate ကလည်းနည်းနည်းလေးပဲကျွန်တော်တို့တွားမှာပေါ့နော်အဲ့တော့တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကဒီ rate ကိုကျွန်တော် learning rate ကိုနည်းနည်းလေးပဲတွားတဲ့ခါကျရင်ကျွန်တော်တို့ minimum ရောက်ဖို့ကိုအကြာကြီးတွားရတယ်ပေါ့နော်ဒီ rate နည်းနည်းလေးနဲ့ကျွန်တော်ရဲ့minimum ရောက်ဖို့ဒီ gradient descent ကလည်းminimum ရောက်ဖို့အရန်နှေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ alpha တန်ဖိုးပေါ့နော် learning rate ကိုကျွန်တော်တို့အများကြီးထားမယ်ဆိုရင်လည်းဒီမှာ cost function ဒီလောက်လို့ကျွန်တော်မြင်ကြည့်လို့ရပါတော့ဒီမှာဆိုရင်ကျွန်တော်တို့ minimal point နဲ့နီးနေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ alpha တန်ဖိုးကိုအများကြီးထားရမယ်ပေါ့နော်အဲ့လိုထားတဲ့ခါကျရင်ကျွန်တော်တို့ကသူ့ရဲ့ဒီlearning rate ကအများကြီးဖြစ်သွားတဲ့ဆိုတော့ဒီ point ကိုကျွန်တော်လိုချင်တဲ့ local minimal point ကိုပါမရောက်ဘဲနဲ့ကျွန်တော်တို့ဖြတ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုမှဆိုရင် learning rate ကဒီကောင် local minimal ကိုဖြတ်သွားပြီးတော့ကျွန်တော်ဒီ point ကိုသွားထောက်နေတယ်ပေါ့နော်အဲ့လိုတွိုင်းနဲ့သူကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီ minimal point ကိုဘယ်လို့မှမရောက်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဒီမှာချက်ကြည့်မယ်ဆိုရင်ဒီ gradient descent ကဒီ alpha တန်ဖိုးတာအရင်အများကြီးဖြစ်နေမယ်ဆိုရင်သူ့ရဲ့minimal point ကိုဘယ်တော့မှကျွန်တော်မရောက်တော့ဘူးเนาะအဲ့တော့ဒီ converge ဆိုတာဒီမှာမစုံနိုင်တော့ဘူးပြီးတော့cost function ကကျွန်တော်တို့ကသူကအဓိကရွေးကြတယ်ကျွန်တော် cost function အနည်းဆုံးကောင်ရှားမှာဖြစ်ပေမဲ့လည်းဒီလို learning rate များတဲ့အတွက်cost function ကလည်းဒီအများကြီးဖြစ်ပြီးတော့ကျွန်တော် diverge ပုံစံမျိုးဖြစ်နေမှာပေါ့เนาะအဲ့တော့ learning rate ကအဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ပေါ့เนาะဒီနေ့ကကျွန်တော်ဒီလောက်ထိပဲတွားမယ်လို့စဉ်းစားထားတယ်ပေါ့နော်တခြားအများကြီးဆိုလဲရှုပ်သွားမှာဆိုတော့အဲ့တော့မေးစရာလေး question လေးမေးလို့ရပါတယ်အဲ့ဒီ gradient descent ကလေနားလေဖို့တော်လေးအရေးကြီးတယ်သိလားဘယ်လိုဆိုတော့ဒီဟာကလေအခြေခံအကျဆုံး algorithm တစ်ခုဆိုတော့လေဒီဟာကိုနားလေမှာတခြား economic အဆင်ပြေမှာပေါ့နော်ဒီလိုဒီဟာကိုနားမလည်ရင်ကိုယ့်ကိုပြန်စဉ်းစားပေါ့နော်အဲ့လိုမျိုးဆိုတော့
ဒီမှာဆိုရင်အဲ့ဒါလေအဲ့ဒါဆိုပထမဆုံးအရင်တော့ဆိုတိတ်ပြီးတော့အဲ့လက်စမဆုံး machine learning စလေးလာတော့ဆိုရင်ဒီ grade တစ်ဆက်ကိုနားမလည်ဘူးဒီလားနားလည်ဖို့အချိန်တော်တော်လေးယူလိုက်ရတယ်ကွာဒီလားဒါကလေဒီငင်းနဲ့ကွာနားလေတော်တော်ရှိပေမဲ့နောက်ထပ်နားမလည်ဘူးဖြစ်သွားပြအဲ့လိုမျိုးပေါ့နော်ရေးပြောမယ်ရောင်တောင်ဖြစ်တဲ့ concept တွေမှာပါတယ်ပေါ့နော်ဒီငင်းကြီးလည်းဟဲ့လွယ်လေးပဲပေါ့နော်ဒါပေမဲ့တကယ်တွေးကြည့်ရင်တည်းမလားနောက်တစ်ခါသူများလာမင်းကွာမပြောတတ်တော့ဗျာအဲ့လိုမျိုးဖြစ်သွားတတ်တယ်ဆိုတော့လေနည်းနည်းတေချာအချိန်ယူပြီးတော့လေ့လာဖို့ဒီဟာလေးကလေဆိုရှိတဲ့ algorithm အကုန်လုံးကဒီ gradient descent method နဲ့ပဲသွားမှာကွာလို့ဆိုတော့လေ ST subtractive gradient descent နဲ့သွားကြမှာဆိုဒီဟာကလုံးဝ basic အခြေခံအကြဆုံးလို့ပြောလို့ရတယ်ဒီဟာလေအဲ့တော့ဒီဟာလေးကိုနားမလည်တစ်ခါကြည့်ပေါ့နော်ဒီဟာလေးအရေးကြီးတယ် ကဲပါ ဒီတစ်ခါကျတော့ fine tune ပဲလုပ်တဲ့ခါကျရင်ခုန alpha value ကိုဘယ်လိုမျိုးချိန်ရမလဲဘာလို့ပေါ့နော်အဲ့ဒါလည်းအရေးကြီးတယ်ဆိုတော့ alpha ကတော့ step လို့လည်းခေါ်တယ် learning rate လို့လည်းခေါ်တယ်အမျိုးမျိုးခေါ်ကြတယ်ပေါ့နော် paper အမျိုးမျိုးကလေဒီမှာအဓိက alpha ကိုအရန်ကြီးလို့လည်းမရဘူးအရန်သေးလို့လည်းမရဘူးသူတို့စီမှာဒီသူများရဲ့ research လုပ်ပြီးတော့မှ optimal အဖြစ်ဆုံး alpha value တွေပေါ့နော် 0.01 တို့ 0.001 အဲ့လိုမျိုးတွေပေါ့နော် 0.1 ထားတာတော့အဲ့လိုမျိုးထားတာဒါအလကားထားတာမဟုတ်ပေါ့နော်သူများတွေနံပါတ်ပေါင်းဆိုသူများ test လုပ်ကြည့်ပြီးတော့မှဒီ number တွေကတော့ optimal alpha rate ဖြစ်တယ်ဆိုတဲ့အကြောင်းသူက proof ရှိလို့လာလဲဆိုဒီ 0.01 နဲ့ 0.001 အဲ့ဒါတွေတုံးကြတာပေါ့နော်ဆိုတော့ဒါဆိုအရင်ကြည့်ရင်လည်းခုနကမောင်လေးပြောသလိုပဲ shoot overshoot တွေဖြစ်ပြီးတော့တကယ်လိုချင်တဲ့ဒီ optimal global optimization ရောက်သွားမှာမဟုတ်ဘူးဆိုတော့လေအဲ့ဒီဟာလေးတွေကလည်းဒါဘာကြောင့်လဲအတွေးဝင်ဖို့ပေါ့နော်ဒီဟာလေးကပြုံးနဲ့ဖြစ်ကြတဲ့လေးကတခုမှမဟုတ်ဘူးပေါ့နော်သူများ research လုပ်ပြီးတော့မှသူတို့ experiment တွေအများကြီးလုပ်ပြီးတော့မှအဲ့ဒီပေါ်မူတည်ပြီးတော့မှဒီကတော့ optimal ဖြစ်ပါတယ်ဆိုပြီးပေါ်လာတဲ့အရာတွေပေါ့နော်ဟုတ်ကဲ့ပါ မေးကြရှင်းမေးကြပါလို့ကျွန်တော်လည်း ဟုတ်တယ်ဒီခါရအောင်လားမောင်လေးသူတို့နားလေတယ်ဆိုတော့ကစတာတော့ထပ်ပြေးကုန်ဝင်အသားလုံးနေကျွန်တော်လည်းလို့နိုင်ဝက်လောက်ပဲပြောရလို့စဉ်းစားတာမော်တနားရီလောက်ပြောလိုက်အများကြီးဖြစ်ပြီးတော့အကောင်လုံးရှုပ်ကုန် ဟယ်လို ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဟိုဟာလေးကို तू အဲ့ lab တွေပြီးရင်အဲ့ तू ရဲ့အဲ့ဒီကော်စာလက်တွေလေအဲ့ lab တွေကဟိုဟာလေးဟိုအကုန်လုံးလိုက်ရေးလာဒီတိုင်းပဲ run လိုက်တယ် lab ကခုနဟိုတော့ဒီသူကတော့ဟိုပါတော့ဒီ financial aid ရှောက်ရင်တော့ရတယ်ပေါ့ခုလိုမျိုး audit နေ audit မှာတော့မရဘူး lab တွေကသူကဟိုသူ့ရဲ့ grade ဟိုမှာတော့ကိုယ့်ဘာကိုရေးရတဲ့ပုံစံနဲ့ရှိရပါတော့ဒီ solution ဟိုဒီမှာဒါပေမဲ့ optional လက်တွေမှာတော့သူ့ရဲ့ code လေးကို run ပြီးတော့ဟိုပါပေါ့ဒီ concept ကိုဘယ်ကနေဘယ်လိုကျွန်တော်တို့တွဲရလဲစသဖြင့် model ဘယ်လို train ရလဲအဲ့လိုမျိုးလေး run ပြီးတော့ပဲကျွန်တော်တို့ကြည့်ရင်ရတယ်ပေါ့နော်ဒီ optional လက်တွေမှာလို့ကြည့်လို့ရတယ်တခြားgrading lab တွေတော့ရှိရပါတော့အဲ့လို lab မှာတော့သူ program လေးပေးထားတယ်အရှင်ကြိုင်တော့ကိုယ့်ဘာကို optimize လုပ်ရတဲ့ပုံစံလေးတွေကကျွန်တော်ပြန်ပြီး function ပြန်ရေးရတဲ့ပုံစံလေးတွေရှိရပါတော့ lab ကတော့ကျွန်တော်ဟိုနောက်နေ့တော့တစ်ချက်ကျွန်တော်သွားဖို့စဉ်းစားထားပါတယ်ဟုတ်ကြည့်ပါit doesn't hello ကျွန်တော်မေးကြရှိတယ်ဟောလေကျွန်တော်ဟိုအရင်တနေ့ရတယ်ဟိုနောက်ကြောက်ကြ cost function တင်နေတော့ဗျာ cost function ကျတော့ကျွန်တော်ဒီ model ပေါ်မူတည်ပြီးတော့အဲ့လိုမျိုးဒီတမျိုးတဲ့ဟိုလေ type တွေပြောင်းလာကြအဲ့လို model ပေါ်မူတည်ပြီးတော့ဘယ် cost function တော့မဆိုရလဲဆုံးဖြတ်တာလို့ဟုတ်တယ်ဗျသူကကျွန်တော် algorithm တွေကအများကြီးရှိပါတော့ linear regression မှာဆိုလဲဒီ cost function ရှိတယ်ခုနဒီ square error ပေါ့နော်အဲ့ဒီ square error ကိုကျွန်တော်ဒီ gradient descent မှာတွားပြီးသုံးလို့မရဘူးပေါ့နော်သူက AI ကဒီ machine learning algorithm အရင် diverse ဖြစ်တယ်ပေါ့ဟိုတသမတ်တဲ့တစ်မျိုးတည်းဆိုတာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော် linear regression သူကသုံးတဲ့ဟာလဲနောက်နေ့ပြောဖို့ရှိတယ်ပေါ့သူက equation ကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်အဲ့အားလေးဟုတ်ကဲ့ကျေးဇူးကဲပါတခြား
တချို့ဒီအကုတ်လေးပေါ့နော်ကိုကဒီမှာမမြင်ရရင်လည်းကိုယ့်ကို Jupyter notebook နဲ့ကိုယ့်ရဲ့ personal laptop မှာသူများတွေ GitHub မှာတင်ထားတဲ့ဟာလေးရှိရပြီလားအဲ့လိုဆိုတော့လေအဲ့ဒါ link လေးချပေးထားပြီးရင် Telegram မှာဒီ group မှာရောအဲ့ဒါလေးတွေခါကျရင်ကိုကသူတို့ log ဖြစ်တဲ့ဟာလေးဒီမှာသူများတွေဘယ်လိုလုပ်လဲဆိုတော့နည်းလေးလာလို့ရအောင်ပေါ့နော်ပုံမှန်ဆိုအဲ့လိုမျိုး resource တွေများကြပါတယ် GitHub မှာလေအဲ့ဒီ course နာမည်နဲ့လိုမျိုးရှာလို့ရတယ်ဒီအဲ့လိုဆိုတော့လေသင်ပြမှာပါဒီကောကို financial aid မချောက်ထင်းတော့မှကုတ်လေးကြည့်ကြတယ်လေနော်ကို laptop မှာကို run လို့ရတယ် ဟုတ်ကဲ့အဲ့တော့ဒီရလေးကဟိုပေါ့နော်သူရဲ့ဒီ cost function ကကျွန်တော် lab လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် Jupyter notebook တုံးတယ်ပေါ့နော် Jupyter notebook ကတော့ဒီကျွန်တော် model train မှုပဲဖြစ်ဖြစ်ဒီ Python မှာတော့ဒီ code လေးတစ်ဖြတ်ကြီးရပါတော့နော်ဒါကျွန်တော်ဒီမှာဆိုရင် code ဟိုမျိုးအကုန်လုံးရှင်းဖို့မဟုတ်ပဲတဲ့ဒီမှာ library ဆို library file လေးတက် run ဖို့တော့ဒီ code လေးရှိရပါတော့တခြားဒီမှာဆိုလဲအဲ့လိုတစ်ခုချင်းစီကျွန်တော် run လို့ရအောင်ပေါ့နော်အဲ့လို notebook ပုံစံလေးရှိရအောင်ကျွန်တော်ဒီ Jupyter notebook လို့ခေါ်တာပေါ့အဲ့လိုလက်လေးကိုပေါ့တွားဆန်းကြည့်လို့ရပါတော့သူကလွယ်လေးပဲဒီမှာဆိုရင်ဒီလိုဒီကောင်ထောက်လိုက်တာပေါ့ဒီ code cell လေးကိုထောက်လိုက်ပြီးတော့run လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်တာ ਨੇ run သွားတယ်ပေါ့နော်ဒီမှာတော့သူက library တွေ import လုပ်တာပေါ့အဲ့တော့ဒီမှာဆိုရင် numpy တို့တော့ဒီ array တွေလောက်မှဖြစ်တဲ့သူကဒီ numpy တို့တာပေါ့နော် numpy ပြီးတော့ matplotlib ကကျတော့သူကဒီကျွန်တော်ခုန linear regression ဖြစ်တဲ့အတွက်သူရဲ့ point လေးပေါ့နော်ဒီ point လေးတွေသင်ချာ point လေးတွေဆွဲမှဖြစ်တဲ့အတွက်ဒီ matplotlib function တုံးတယ်တခြားဒီလိုပုံစံမျိုးပေါ့နော်အဲ့လိုလေးကိုပေါ့ run ကြည့်လို့ရပါတယ်အဲ့တော့ဒီမှာဆိုလဲအဲ့လိုပေါ့နော်သူကဒီ data set လေးပေးထားရပေါ့ဒီမှာသူရဲ့က site ပေါ့နော်အိမ်ရဲ့ site ရဲ့ဒီအိမ်ရဲ့ C ပေါ့ပြီးအိမ်ရဲ့ဒီဒါတော့1ပေါ့နော်ဒီ1မှာ300ပေါ့ဒီ K ဖြစ်မှာ 300K ဒေါ်လာရှိတယ်ဒီ site 2မှာလည်းအဲ့လိုပဲ 500K ပေါ့နော်အဲ့လို data set လေးကိုမှကျွန်တော်တို့ကဒီ explain wine play နဲ့ကျွန်တော် train တာပေါ့နော်explain ဆိုရင်ကျွန်တော်တို့ဒီနေ့ပြင်ဒီ1နဲ့2ပေါ့နော်ကျွန်တော်တို့နာဒီ slide ဒီမှာဆိုရင်ဒီလိုပေါ့ x ဆိုရင်ဒီ x site ပေါ့နော် y ဆိုရင်ဒီလို y price ပေါ့အဲ့လိုမျိုးကျွန်တော်တို့က trainer ပေါ့နော် x ဆိုရင် explain မှာ1 2 y play မှာဆိုရင်300ရယ်500ရယ်အဲ့တော့ကျွန်တော်ဒီ train mode တော့ဒီကောင်လေးတတ်မှတ်ပေးရတာပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုရင် run လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင် run ပြီးသွားပြီအဲ့တော့ဒီမှာဆိုကျွန်တော် cost function တွက်တာပေါ့နော် cost function ဟိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီမှာ J cost function ဒါ linear regression တော့ပေါ့နော် linear regression တော့ဆိုရင် 1/2m ပေါ့နော်ဒါဆိုရင် summation အဲ့တော့ကျွန်တော်တို့ကဒီ linear regression ဒီ square error square function ပေါ့နော် function က gradient descent မှာတွားပြီးဒီဟာကိုတတ်မှတ်တဲ့တော့တုံးလို့မရဘူးเนาะဒီဟာကတော့ဒီ linear regression အတွက်မှာပဲတုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော် cost function တွက်မယ်ဆိုလည်းအဲ့လိုပဲခုနကကျွန်တော်ဒီမှာဆိုရင် function ပေါ့နော်ဒါဆိုရင်parameter လေးပေါ့ခုန x ပါတယ် y ပါတယ်w ရယ် b ရယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် m ပေါ့နော် m ကကျတော့ဒီကျွန်တော်တို့train နဲ့အရေးတော့ပေါ့နော် train ကဘယ်လောက် train လဲဆိုရင်x ရဲ့ဒီ site ကိုဒီ shape index 0ဆိုကျွန်တော်ဒီ site ကိုထည့်တဲ့ပုံစံမျိုးပါပဲ site ကိုထည့်တယ်ပြီးတော့ဒါတော့ဒီ summation တော့ပေါ့နော် cost summation ကိုကျွန်တော် initial တန်ဖိုး0လို့ပေးရပေါ့နော်0ပေးတယ်ပြီးတော့မှ train mode တော့ loop ရေးရပေါ့နော် loop မှာဘယ်လောက်ဒီ m ထိပေါ့နော်ကိုဘယ်လောက်1နဲ့47နဲ့47ထိပေါ့နော်ဘယ်လောက်ဘယ်နှချိန် train မှာလဲပေါ့အဲ့တော့ဒီ m အရှိတော့ရယ်အဲ့တော့ဒီကတော့ခုန equation တန်ဖိုးရှိတာပေါ့နော်ဒီ f of wb ပေါ့အဲ့မှာwh plus b ပေါ့နော် wh ဒီ i ကတော့ဒီ train နဲ့အချိန်နားကိုကျွန်တော်တွက်ပြီးတော့ပေါ့နော်ဒီ loop ပတ်တဲ့ပုံစံမျိုးနဲ့အဲ့တော့ဒါလေးတွေကတော့ equation လေးနဲ့တွက်တာပေါ့နော်အဲ့တော့ဒီကနေမှကျွန်တော်တို့ဒီ cost function ရလာမှာဖြစ်ပါတယ်တော့ကျွန်တော်ဒီအလေးဆက်ဒါတော့ကျွန်တော်တို့ဒီ w ကိုပေါ့နော်ဒီကိုကြိုက်တယ်လို့သတ်မှတ်ပြီးတော့ကိုယ့်ရဲ့ဒီ trainer ရဲ့ဒီ label နဲ့ကကျွန်တော်တို့
optimize လုပ်ပေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးပါလို့ဆိုထားပေးတာတော့သူကအမှဆိုရင်W200 ဖြစ်တဲ့ခါကျရင် match ဖြစ်မယ်ပေါ့နော်ခွဲဒီ trainer ရဲ့ result နဲ့ match ဖြစ်မယ်ဆိုတော့200တစ်ချက်ထားကြည့်လိုက်တော့နည်းနည်းတစ်ချက်စောင့်ရတယ်ပေါ့နော်အဲဒီမှာဆိုရင်တော့တွေ့ရပါတော့200ထားလိုက်တော့သူ့ရဲ့ဒီ level တက်ထားတဲ့ဟာနဲ့ဟိုဖြစ်တော့ cost function ကကျွန်တော်ဒီမှာဆိုရင်0ဖြစ်နေပါဘောနော် cost function အနည်းဆုံးကောင်ဆိုရင်W တန်ဖိုး200ထားလို့ရတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုရင် minimum တန်ဖိုးပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကခုန data set ကနည်းနည်းလေးပဲလောက်ထားပါတော့အမှlarger data set နဲ့တစ်ချက်စမ်းကြည့်မယ်ဆိုရင်ချက် run ကြည့်လိုက်မယ် frame run အဲ့တော့ဒီကဒီမှာဆိုတော့ data set များသွားပြီပေါ့နော်များသွားတဲ့အတွက်သူကဒီလိုမျိုးခုန data set ကိုပဲ plot လေးပေါ့နော်ဒါကိုယ်လေးပဲတက်ထားတဲ့ဟာလေးအဲ့တော့ဒီမှာဆိုရင်အဲ့ကျွန်တော်ကဒီ minimal ဖြစ်အောင်ကျွန်တော်တို့ရွှေ့ရပါတော့ choose လို့ရတယ်ကိုယ့်ဘာကိုအများကြီးစမ်းလို့ရပါတော့ lab လေးဒါတော့ကျွန်တော်နည်းနည်းလေးကြော်လိုက်ပါမယ်အဲ့လိုပဲlab ကတော့ဒီလိုပုံစံမျိုးလေးပေါ့နော်ကိုယ့်ဘာကိုW တန်မိုးလေးထည့်ကြည့်optimize လုပ်ပြီးတော့စမ်းပြီးတော့ကိုယ့်ရဲ့ဒီ concept ပုံမြင်တာပေါ့နော်ဒီ lab လေးတွေကိုယ့်ဘာကိုစမ်းကြည့်မှာဟုတ်ကဲ့ဒါတော့ဒီလောက်ပါပဲဒါနဲ့လေ Python တကယ်လို့မသိရင် Python လေးလာမမေးနဲ့ဟုတ်နော်ကုတ်ဒီတော့ဟုတ်ပါပြီဒါပေမဲ့ဒီမှာကိုကငါတော့မှနားမလည်ဘူးဖြစ်သွားအိမ်မှာကို Python အရင်တော့နားလည်အောင်လုပ်ပေါ့နော် Python ကဘာလဲဆိုပြီးတော့အရင်တော့မသိဘူးပြောပါတယ် Python အနေတော့အစအဆုံးကိုမသိရင်တော့မှာပေါ့နော်အနေဆုံး function လောက်ထိကိုတော့နည်းနည်းလေးပေါ့နော်ကြည့်အောင်လေးလုပ်တာဆိုတော့ပုံမှန်တော်များပေါ့နော်ဒီ lab တွေပါတယ်သွားလုပ်တဲ့ခါကျရင်သူက function လောက်ထိတော့သူတို့ယူသုံးတာများတယ်ပေါ့နော်လို့ဆိုတော့ကိုယ်အနေနဲ့တွေ့ရတဲ့နားလည်ဖို့ပေါ့နော်ဒီ programming language ကလည်းကိုကတခြား background လာတဲ့လူတွေပေါ့နော်လိုမျိုးဆိုတော့ဖတ်တယ်ကွာဒီမင်းနဲ့ကြည်တိုင်းလေးဒါမှမလဲတော့ဘူးလို့ဆိုတော့အဲ့လေးတစ်ချက်ပေါ့နော်ကိုကအဲ့လေးတစ်ချက်ပြန်တော့ပါလို့လိုအပ်ရင်ပြောပါတယ်အဲ့လိုဆိုတော့ကြည့်ရတော်တော်များ gradient descent ကတို့တို့အရင်လွယ်တဲ့တော့မှရှိတယ်တိလာမောင်လေးအဲ့ဆိုအဲ့ဆို question ပြန်တို့လောက်အောင်ကောင်းမလားနည်းနည်းဟုတ် quiz လေးဖြည့်ကြည့်မှာ quiz လေးဖြည့်ကြည့်အောင်ဟုတ်တယ် quiz လေးနည်းနည်းဖြည့်ကြည့်အောင်တို့တို့နည်းနည်းဖြည့်ကြည့်အောင်နည်းနည်းရမ်းမမှန်ပေါ့နော်အပျော်ပေါ့ပြီးမယ်လုံးဝ okay နားလေဆို confirmation ရအောင်လို့နော်နည်းနည်းပြောပါပဲတို့က we do ရအောင်တို့က cost 3ရောက်နေကျွန်တော်လည်း cost 3ရောက်နေ we 3ကိုပြောရလား cost 3အော်ဗါလေ answer ပါဘိုက်ဘိုးကမှာပဲမောင်လေးမှန်ပါတယ်ပြီး1ပါပဲ quiz က normally အောက်ဆုံးမှာမောင်လေးအောက်ဆုံးမှာကလုံးဒီတဝိလုံးပြီးသွားလို့အောက်ဆုံးမှာရှိတယ် quiz ပြင်မလားအောက်ဆုံးရမှာ private quiz အဲ့ဒါလို့ဒီပဲအဲ့ဒါလေးပြဿနာမရှိသေးလားသူတို့အဖြေမမှန်တော့ကိုကသိရပါတော့ retry လုပ်ကြည့်အောင်တော့ရနော် 100% နော်သူများတွေနော်ကျွန်တော်မမှန်ချင်းဖြေရလေဟုတ်တယ်မရှိမရအောင် 100% များချင်းမဖြစ်အောင်ဖြေတာပဲဟုတ်တယ်ဒီ cost တယ်ပြင်မှာ 100% ပဲတာပါတာဘလန်ဒီတော့ဖြေကြည့်ကြပါလို့နော် for linear regression နဲ့ the model what's the following import feature that find the model တော့ဒီ equation ပေးပြီးတော့ဒီဘယ်က input လဲဘယ်ကရွှေ့ခိုင်းတာတဲ့which model is ဘယ်က input လို့ဆိုရွှေ့ခိုင်းတာX နဲ့ Y ဟုတ် X နဲ့ Y ပေါ့ X နဲ့ Y မဟုတ် X နဲ့ Y နဲ့ Y output မှာY output ပါ X အစားအဆုံးကြည့်လေဒီလားအစားဆုံး formula တော့ကြည့်လိုက်ပါရရှိနော် WP X တော့ဟာ output မပါoutput လို့မပြောတာ
အဲ့တော့ပေးရလေ ဒီကရင်းကြည့်ကြပါဖြစ်တော့မမမမမောင်းတော့ဖြစ်တော့ မှန်ပါ ကျွန်တော် X လို့ရတယ် အဲ့ဒါ စားလို့ရတော့တခြားကျွန်တော်ရောတခြားကျွန်တော်ဒီမှာလေးရောလောက်ပါရမ်းကြပါဖြစ်တော့ပါ feature လေးဘာတော့အဲ့မှာ import နဲ့ feature အဲ့မှာ import နဲ့ feature ရပြီး parameter ရ parameter ဘာလို့ထန်လဲ import ကဘာလို့ထန်လဲနှစ်ခု ls မြေ parameter ဘယ်ဟာလို့ထန် input ဒီမှာ parameter လို့ခေါ်လား hyper parameter လို့ခေါ် အမီတာ W နဲ့ B မှာ သူကတော့ဒီမှာတော့ import ပဲယူခိုင်းတာ ဒါပေမဲ့ trick question မေးကြနှစ်ခုစလုံးကတော့သိတာပေါ့နော် parameter ပေါ့ W နဲ့ B လေ W နဲ့ B လေ W ကအဲ့ဟိုဟာပါရာမီတာဟုတ် W နဲ့ B ပါရာမီတာ အဲ့တော့ x ကိုဘယ်သူလက်ခံကြလဲလက်ထောင်ထားမထားရင်ဒီချက်ပေါ်မှာရေးပေါ့နော်စကားပြောမှာရှက်လို့ဆိုရင်ပေါ့နော်ပြောပါတယ်လက်ထောင်ပါတယ်လက်ထောင် x လို့ထင်ပါတယ်တဲ့ကိုမျိုးကတခြားကိုညီမရောညီမလေးရော okay x လို့ထင်ကြပါတယ်တဲ့ x ပေါ့နော်အဲ့ဒါ okay ဒုတိယရော တော့ဒုတိယဆိုရင်အဲ့တော့ linear regression မှာဆိုရင်လည်းသူကparameter WAB တွေကဒီ cost function ပေါ့နော် cost function ကဒီ0ထိရောက်တဲ့ခါကျရင်ဒီ parameter WAB တွေကဘာဖြစ်မလဲပေါ့နော် very close to 0ဆိုတော့ cost ကအကြီးတွေကောင်းလားအများအနည်းတွေကောင်းလား0ထက်သူကနီးတယ်လေဆိုတော့နည်းတယ်လေပေါ့နော်ပြင်စင်တာလို့ဆိုကောင်းလားမကောင်းဘူး ဘယ်နည်းတူ ဘူးဝါဖြစ်မှာတယ်နော် really ဘယ်ဟာလို့ထင်နော် ဘူး တ ဝါ နှစ်သုံးရွေးလိုက်ပါတစ်နှစ်သုံးဘယ်ဟာလို့ထင် cost function 0ဖြစ်တဲ့0နောက်ကတ်တဲ့ဟာတွေခါကျရင် WAB တွေကဘယ်လိုဖြစ်မလဲပါလို့ ဒုတိယအကြောင်းထင်တယ် second option ဒါ very well trained ဖြစ်ပြီးတော့ good fit ရတယ်ပေါ့နော်ပုံစံမျိုး set really well တခြားလူကအဲ့လိုထင်တာ ဒီကောင်ဖြစ်နိုင် ဖြစ်နိုင်တယ် ဘာလို့မဖြစ်နိုင် really cool ဘာလို့မဖြစ်နိုင်ဘာလို့မဖြစ်နိုင်စဉ်းစားတော့ပါပေါ့နော် very close to 0ဟမ်အကြည့် ဘာလို့မဖြစ်နိုင် DWB ကြတော့ဟိုဟာ very close to 0ကြတော့ဖြစ်မှ cost နဲ့လေ cost နဲ့လေဒီ model က trainer model ကောင်းလေပေါ့နော် อือหือ အဲ့ ဒီညမှာ cost မို့လို့ပေါ့နော်တခြားဟာဆိုရင်ဒါ တခြားဆိုရင် မတခါတည်း trick question နဲ့အဲ့လိုပဲတခါတည်းကိုကအများမှတ်ထားရင်တည်းမလားအဲ cost ကလည်း benefit တွေပြောင်းလိုက်ကွာအောင်အဲ့ကြောင့်မေးကြအဲ့ဒါတချို့ algorithm တွေပေါ့နော်ဒါ linear regression မို့လို့နော်တချို့ algorithm တွေကသူကဒီ benefit ကိုပိုကြည့်ရဟာရှိရကွာ decision tree လို့ပါလို့ဆိုရင်သူက information gain theory နဲ့သွားတာမျိုးပေါ့နော်ဒါထားပါမသိတဲ့မှမရှိဘူးအဲ့လိုမျိုးဆိုရင်သူဒီညမှာ cost ကိုတွက်တာမျိုးမလုပ်ဘဲနဲ့သူက information ဘလောက်အများဆုံးသူကနီးစပ်ဆုံးသူလုံနိုင်တယ်ပေါ့နော် decision tree ကြတာလည်းမျိုး gradient descent နဲ့သွားတာမျိုးမဟုတ်တော့ဘူးကွာသူရဲ့ဒီ machine learning algorithm ကလေအဲ့လိုမျိုးဟာမျိုးဆိုရင်ဒါက benefit ဘက်ကိုသွားတယ်ပေါ့နော် gain ဘက်ဒီမှာ cost ကိုသွားတာဆိုရင်နည်းနည်းကွာရှိတယ်ပေါ့နော်အဲ့တတ်မှတ်တဲ့တည်းမှာ cost ပဲမှတ်ထားလို့မရဘူးပေါ့နော်တချို့ algorithm နဲ့ထားတယ်သွားနေနိုင်အဲ့ဒါလည်းအဲ့ဒါနာမည်နဲ့လို့ထင်ပါတယ်မိုင်းနဲ့မိုင်းပေါ့နော် I have no idea နာမည်နဲ့လို့ပဲလက်စကထင်တာပဲ အဲ့တော့ဆက်ကြည့် ဒန် Great oh good job အဲ့မှာလေဒါ W နဲ့ဒီ B ကကြာ parameter လို့ခေါ်ပြီးတော့ဒါဆိုခုနက linear rate alpha လေးသိရမလားအဲ့ alpha လေးအဲ့ဒါကိုကြာ hyper parameter လို့ခေါ်တယ်ပေါ့နော်တန်းစီကအရင်များတော့တယ်ဒါကြအဲ့လိုမျိုးလေးကွာတာရှိရဆိုတော့ပြတာပါဒါလို့သူက hyper parameter တော့ parameter တော့ feature တော့ဘာလဲပေါ့နော်အဲ့ဒါကအများတွေ့ရမယ့်စကားလုံးတွေပေါ့ machine learning မှာလေနော်အဲ့လိုဆိုအဲ့ဒါလေးချက်အထားပါလို့practice quiz လေးရှိရပဲအောက်မှာ practice quiz လေးခင်ဗျ gradient descent အကြောင်းတောင်းတို့ gradient descent အကြောင်းနားလည်ပြီးသားပြီဆိုတော့ဒါ grade လား grade တဲ့ assignment ဖြစ်တာ practice quiz ကတစ်ခုပဲရှိရော
တစ်ခုပဲတော့တွေ့ရအများကြီးတော့မတွေ့โอเคအဲ့ဒါလေအော်ဖတ်ရရှိโอเคtwo common types ဆိုလေဘယ်ကြည့်အောင်တခြားအဲ့ဖြိုးမထင်နဲ့ခင်ဗျားလေးညားနေပြီတခြားလူတွေ chance ပေးကြမှာနိုင်တဲ့ချိန်တော့ပြင်းကြဘာလို့မှခင်ဗျားတမစားပြန်တော့နောက်တစ်ငါလည်းခိုင်စားဆိုလို့ဘာလို့အတန်လေးလို့ပါဒါလို့ထင်တော့ညားတာလည်းစိရလူတွေအကုန်လုံးရစ်អော်ပြီပဲများတော့မိုက်ဖွင့်နေမရရင်မိုက်ဖွင့်ထားတဲ့ Supervisor classification classification and regression okay တခြားလူတွေရောနာနေလို့ထင်တာထောက်ခံလားဒီမိုကရေစီစင်သွားကြမှာမဟုတ်ထောက်ခံလားမထောက်ခံလားဒီပါတီခေထောက်ခံကြတော့ထောက်ခံကြကျေးဇူးတင်ပါတယ်ထောက်ခံရတဲ့အတွက်အဲ့ဒါတူလို့ပဲတောင်းတာကိုဒါတူဖို့ပဲ3ဆို3ခုလောက်မှန်ပါတယ်မနိုင်ပြောရင်တူမို့လို့ဒါ2ခုပဲเนาะလို့ဆိုတော့ကဲအဆူဘိုက်ကပဲငါလို့ထင်တယ်တဲ့တခြားလူလေးနာမထွေးတဲ့လူလေးပေါ့နော်ဦးစားပေးပါတယ်ဝေးလင်းတို့ Supervisor clustering အကိုလည်းနည်းများနေပြီကိုခဏရက်မယ်တခြားလူတော့အတန်တော့ပေးအောင်တခြားကလေးပေးပါသူတို့လည်း show off လုပ်ပြစေနည်းနည်းပေါ့နော်။မောင်လေးစီက clustering တဲ့တခြားလူတွေရော agree ဖြစ်လား clustering ကိုဘယ်လိုလက်ခံကြလဲထောက်ခံကြလဲမဲပေးကြတာဘယ်လိုမဲပေးကြလဲတော်များမဲပေးကြရတယ်ပေါ့နော်။ဆက်တော်သွားပြီဒီမှာသူ data နဲ့ပတ်သက်တဲ့အကြောင်းမပြောသေးဘူးနော်မောင်လေးနော် data နဲ့ပတ်သက်ပြီးတော့လေ data တွေကိုဘယ်လိုမျိုး split လုပ်ရမလဲကိစ္စတွေပါမပြောသေးဘူးနော်နောက်မှပြောမယ်let's the memory ပုံမှန်ဆိုရင်အရင်ဆုံးသူ basic concept လေးတွားကြရပါတော့ကိုရ20အတောင်ပြောမယ်ပြီးရင် data လည်းအရေးကြီးရဆိုတော့လေ data ပတ်သက်ပြီးကို data collect လုပ်ပြီးသွားရင်ဘယ်လိုမျိုးခွဲရမလဲရတယ်ပါမယ်ကျွန်တော်နောက်ပြီးပါတော့။ဘာကြည့်တာကြည့်ရွှေကုံလုံးပြီးသွားပြီပဲဟာသူများတွေဘယ်လောက် well prepare ဖြစ်တယ်ကြာနေလေးစားစမ်းပါကိုစခုလုံးပြီးသွားရင်နော်တော်တယ်ကြာအဲ့တော့ရသွားပြီ certificate ရအောင် brush လောက် စာမိုဒီတွေပေးနေတာတခြားလူတွေလောက်ချအောင်အားတာလေးတည်းများပါ quiz ကတော့ကုန်ပါ့မရှိဘူး greater quiz တော့ပြီးတော့မှတစ်ခုလုံးပြီးမှ1ပြီးမှလုပ်ရင်လုပ်လေ gradient descent gradient descent ကလေပြောရမယ်ဆိုရင် gradient descent က neural network မှာလာတာထင်တယ်သူကအမှန်တော့လေဒီ machine learning ကလေဒီလားသူတို့ရေ ANN ကထွက်နေ artificial neural network ပေါ့နော်ထွက်နေတော်တော်လေးကြာနေပြီးတော့မှသူကပြဿနာတက်လဲဆိုတော့သူတို့ကအရင်တော့ဆုံးကွာသူတို့ model အလုပ်မလုပ်ကြအောင်ကိုသူတို့က logical အခု x or တို့ and တို့ဘာလို့ ਨੇ သူတို့ကပြတယ်ပေါ့နော်သူတို့ကတကယ် predict လုပ်တာကိုလေ result ကိုပြဿနာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီတုန်းက1950 60လောက်ထင်တယ်ဆိုမှဆို history ဖတ်ကြည့်တော့အဲ့အချိန်မှာအဲ့တုန်းကသူတို့ဒီ h or problem မဖြေရှင်းနိုင်ဘူးတော်တော်လေးအမှသူတို့ winter period ရောက်သွားတယ်ပေါ့နော်ပြောချင်တာ AI ကအသုံးကျတဲ့ကောင်မျိုးဖြစ်သွားသေးတယ်တစ်ချက်လေဘာမှလုပ်လို့လည်းမရဘူးဆိုတခြားပေါ့နော် SPL ဒါ AI အောင်ပြောတာနော်အခုဒီဟာတွေတော်တော်များကဒီ artificial neural network ကိုအခြေခံပြီးထွက်လာတဲ့ deep learning ပေါ့အဲ့ပတ်ထွက်လာတဲ့အရာတွေပေါ့နော်အဲ့တော့အဲ့ဒီ algorithm တွေသူများသိမလိုက်စားတော့ဘဲနဲ့ခုနက decision tree လိုမျိုး support vector machine လိုမျိုးအဲ့ဒါတွေကပို့ပြီးနည်းနည်းပေါ့နော်မျက်နှာသားရလာတယ်အချိန်ခါရှိလိုက်သေးတယ်ပေါ့နော်အခုနောက်ပိုင်းကတော့ဒီဟာတွေကလောင်ကြားအောင်ကြားဘူးတော့ ANN တို့ဒီ deep learning ပေါ့နော် DNN တို့အဲ့ဒါတွေကပို့ပြီးတော့နည်းနည်းမျက်နှာသားရနေပြီပေါ့နော်လို့ဆိုတော့သူတို့မှလည်းသူတို့ history ကြည့်မှဆိုလည်းနည်းနည်းပေါ့နော် up and down တွေရှိတယ်ပေါ့နော်ရုံကနေအဲ့လိုမျိုးအရာအားလုံးဘယ်သူမှ figure out မဖြစ်သွားဘူးပေါ့နော်တချင်းချင်းမှအဲ့လိုမျိုးဒီ on ဒါလေးဒီလိုချင်းဟိုဟာလေးဒီလိုချင်းပေါ့နော်အဲ့လိုတစ်ဖြည်းဖြည်းနဲ့ဒီလိုဖြစ်လာတာဆိုတော့လေအဲ့လိုဆိုတော့မလည်း recording ရရင်လိုက်တော့ပါလားနည်းနည်းဟုတ်ကဲ့သူတွေ recording မှာပါမှာကြောက်လို့ပဲသူကအတန်မလုပ်တာပဲဖြစ်ပါလိမ့်မယ်အဲ့လိုပဲယူဆပေးလိုက်ပါတယ်လို့နော်နောက်အတန်လေးနောက်ကြားဘူးသွားအောင်ရှိအောင်လို့လေနော်9မိနစ်10မိနစ်တော့စကားပြောလို့ရအောင်